နေပြီကောင်မလေးရဲ့ညနာကြည့်ညမစားစားညဝေးအမေကဒီကြောက်မတော့ထားတော့ကျောင်းမှာစားလို့ရတယ်ဟဲ့လောက်ချင်အောင်မပေးရလဲအမေတို့ကပြန်လာဆောင်းလည်းမပေးချင်ပါညာလည်းမပေးလို့သွားတော့ရပြီစားပြီကျမမကြပါအေးဝင်ခိုင်းခုမှထိုင်းမှာတမီးအစ်စ်မလို့မတိတရမှာလားသမီးကြရခုမှထိုင်းမှာတမီးစောင်းနေထုတ်ပါဒီ English speaking သင်တာဆိုတာနေသိလားတမီးတရားလုံးလေးဖယ်လိုက်လို့ရလားမလို့ဖြစ်ရတမီးတော့ခဲ့နာမသိလို့သိလားရလိုက်ရတော့မလားဒီလိုဆိုရဘယ်လိုလဲโอเคဒီလိုဆိုရနော်โอเคဒီမှာဆီယမပုံပဲပေါ်တယ်ဒီမှာဆီယမအရင်ရိုက်လိုက်ပါနော်ဒါတပည့်ပါရှင်တမီးရှင်းမတမီးဟိုနေကိုအိမ်သာပေးလိုက်ရမှာလားဟုတ်အဲ့ဒါလောက်လာလားအခုအိမ်သာပေးလိုက်တာဆိုရမှာလောက်လာလားကျမဆိုတော့ပါဦးဆရာခေါ်မယ်နော်အပလေတော့တမီးကျမပါပဲ grandfather GRAND grand FATHER father grandfather grandmother GRAND grand MOTHER mother grandmother father FARDHER father mother ရုံးခန်းခေါ်နေတယ်ဟဲ့ခေါ်လိုက်ပါဆီယမရုံးခန်းခေါ်နေတယ်အပီ action ဆီယမခေါ်တယ်တမီးလေးလားဟုတ်တမီးရဲ့ကျောင်းသားအစ်စ်နော်တမီးနာမည်လေးဆီယမကိုပြောပြပါကြိုက်တဲ့နာမည်ပြောမနော်ဝါဇာနော်တမီးရဲ့အိမ်နံပါတ်အရင်ရှိတယ်ဟောတော့ဟဲ့တမီးဖေလို့လေမရင်နဲ့